အားလုံးပဲမင်္ဂလာပါရှင်ဆုဒါတာဖန်စီမကနေကြိုဆိုလိုက်ပါရှင်အစစ်ကလေးတိုင်းဝေးရမယ်ဒီမှာရွှေငါးလေးတွေပြန်ရောက်လာပါပြီဒါလေးကလည်းရေတွက်ဘလောက်ပဲများရောက်မလောက်တဲ့ငါးလေးတွေပါရှင်လုံးဝအစစ်ကလေးတိုင်းပဲရှင်အကုန်လုံးလှုပ်လို့ရတယ်တောက်နောက်ကြီးမဟုတ်ဘဲနဲ့အပြော့ဒီဇိုင်းလေးပါရွှေငါးလေးရဲ့အရှည်လေးကိုတိုင်းပြပေးပါမယ်ရှင်ဈေးလေးကလည်းအရန်တန်တော့လုံးဝရောင်းလို့မလောက်ဘူးရှင်ရွှေငါးလေးရဲ့အရှိကဘယ်လောက်ရှိလဲလောကက်ခေါင်းလေးကနေတိုင်းမယ်ဆိုရင်တလက်မခွဲကိုတစ်စိတ်ပေါ့နော်1.6လက်မရှိပါတယ်ရှင်လုံးဝတကယ်အစစ်ကလေးတိုင်းဝေးရမှာပါရှင်သူ့ရဲ့ဂရန်လေးဘယ်လောက်ရှိလဲကျွန်မတစ်ချက်ချိန်ပြပေးမယ်သူ့ရဲ့ဂရန်လေးဘယ်လောက်ရှိလဲဆိုတာမြင်အောင်အဲဆိုမြင်သေးလို့ဒါလေးက4.48 ဂရမ်ရှိပါတယ်ရှင်ဒီငါးလေးမှာယူခြင်းနဲ့ဆိုရင်တော့ဘိုင်ဘာကနေတစ်ဆင့်မှာယူလို့ရပါတယ်ဘိုင်ဘာ3995251136ကိုဆက်သွယ်ပြီးတော့မှာယူလို့ရပါတယ်ရှင်ဒါလေးကဒီရွှေငါးလေးက9500ကျပ်ပါရှင်အရင်လဲတန်ပါတယ်အရင်လဲအယောင်းသက်ပါတယ်ရှင်လိုချင်နေဆိုရင်တန်းချက်ချင်းဘိုင်ဘာမှာ screenshot လေးရိုက်ပြီးတော့တန်းမှာပေးပါရှင်မဟုတ်ရင်ဒါလေးတွေကအယောင်းသက်တော့လေတော့ကြမရလိုက်မှာဆိုလို့ပါရှင်